So, to need to handle Lolumia, but do you a mate or Nakanchen Lolan solution, nuclear stemma she, genes dear, a maybe chain to that, no? A low athlete, or that's a nuclear stem in Zogia, nuclear stemma body she solution, chromosome lady she body, nuclear stemma, no chromosome, chromosoa, Benacushi solution, no, Nasana thozo, no? So up here solution Nasana thozo she be a cajano, not cool ye dress solution, no? Listen a child so be a cajano, do yet, no? Chromosome, ye dress, listen child of she, no, that's what Ludima, dig out human side in my solution, listen child of she, Jammy up your solution, no, listen child. Listen a child, cool, Nasana thozo, not Nasana those of she, or chromosomes or body she there's a chromosome go tell, not my chromosome, Jechebi and Kajano, not see up in hope, we are Kajano, Swabiaba, that's what chromosome, not chromosome. Chromosome of banana looked at the solution, not chromosome the Kuloa, DNA so that a yana posse this out, not a chromosome, the bottom, okay. A chromosome, not DNA looked at the Kulo, go, DNA looked at, not the chromosome. Ma AGS တွေပိုင်းလေးတွေရှိရအဲ့ဒါလေးဘာလို့ခေါ်လဲဆိုလို့ရှိရင်gene ဆိုပြီးရခါကြတော့ပြောတယ်เนาะ gene ဆိုပြီးရခါကြတော့ပြောတယ်အဲ့တော့ chromosome မှာရှိနေတဲ့စိတ်ပိုင်းလေးတွေ AGS စိတ်ပိုင်းလေးတွေဒါအောင် gene ဆိုပြီးရခါကြပြောတာပေါ့เนาะ gene ဆိုတာဒါမျိုးရိုးဗီဇလေးတွေပေါ့ chromosome မှာမျိုးရိုးဗီဇလေးတွေကုတ်လုပ်ထားတယ်ပေါ့เนาะဒါမျိုးရိုးဗီဇလေးတွေသူခန္ဓာကိုယ်ဒါ chromosome မှာရှိနေတယ်ပေါ့မျိုးရိုးဗီဇလေးအဲ့ gene တွေတွေရတယ်သူတို့ကအမေပေးနိုင်စွမ်းရှိရဘယ်သူလာပြီးအမေပေးလို့ရလဲဆိုလို့ရှိရင် ribosome တွေသွားပြီးရခါကြတော့အမေပေးပြီးရခါကြ control လုပ်လိုက်လို့ရှိရင်သူတို့ဆီကဘာတွေထွက်လာလဲဆို protein တွေထုတ်လုပ်ပေးရအောင်เนาะ ribosome ကနေအဲ့တော့ genes တွေကဒီ chromosome တစ်ခုလောက nucleus ကနေထွက်လာပြီးရခါကြတော့ ribosome စီတန်းပြီးတော့ထွက်လာလို့မရဘူးသူတို့ကဘာလို့လဲဆို body ကြီးရ body ကြီးရခါကြတော့ nucleus ကနေလွဲပြီးအပြင်ထွက်လာလို့မရအဲ့တော့သူတို့အမိတ်တော့ဘယ်သူနဲ့ပါမလဲเนาะဒါဆိုသူတို့သွားမဲ့ဥစ္စာသူတို့ကဒါဆို protein တစ်ခု synthesize လုပ်မယ်ဆိုတော့ရှင် chromosome မှာရှိတဲ့ genes တွေကဒါเนาะဘယ်သူကိုအကူအညီတောင်းလဲဆိုလို့ရှင်ဒါเนาะ messenger RNA လို့ပြောတယ် RNA လေးနဲ့အမိတ်တော်ပါတယ်ဘယ်သူစီရောက်လာအမိတ်တော်ပါတယ်ဆိုရင် ribosome စီလာပြီးရခါကျ order လာပြီးရပါ ribosome ကဒါဆို messenger RNA လေးကိုကြည့်ပြီးရခါကျသူတို့ဘာ protein လေးတွေလောက်ရမယ်ဆိုတာသူတို့နားလည်သွားတယ်နားလည်သွားတဲ့ခါကျတော့ဒါ ribosome ကနေဘာတွေလုပ်ပေးလဲဆိုရင်သက်ဆိုင်ရာ protein စင်းတွေကိုဒါထုတ်လုပ်ပေးရเนาะဒါဆိုတာ chromosome မှာရှိတဲ့ genes တွေက protein ထုတ်လုပ်ဖို့အမိတ်ကိုပါချင်လို့ရှင်သူတို့ကိုယ်တိုင်ထွက်မလာဘူးဘယ်သူအမိတ်ဆက်ပြီးရခါကျတော့လက်ဆက်ကပြီးပွားလိုက်လဲဆို messenger RNA တွေသုံးပြုပြီးရခါကျတော့ messenger RNA တွေက ribosome စီမှာသွားပြီးရခါကျတော့ဒါเนาะ extraction ပေးလိုက်မှဗာလေးထုတ်လုပ်လို့ရလဲဆိုရင်လို့ရှင် protein တွေကိုသူတို့ကထုတ်လုပ်ပေးရเนาะဒါဆို ribosome ရဲ့ခန်းကပြီးသွားပြီပေါ့အဲ့တော့ဒါ cell မှာပါတဲ့အကြမ်းမြင့်လေးတွေเนาะ animal cell မှာဘယ်လိုလေးနဲ့ဖွဲ့ထားလဲဆိုတဲ့အကြမ်းမြင့်လေးတွေကိုအခုပြောပြီးသွားပြီ okay အဲ့တော့နောက်တစ်ဆင့်သွားမှာ plasma တွေမှာဘာတွေနဲ့လုပ်ထားတယ်လဲเนาะအဲ့တော့ plasma တွေမှာဘာတွေနဲ့လုပ်ထားလဲဆိုတော့ရှင်ဒါ plasma တွေကဒီဘက်ပုတ်ပေါ့เนาะဒီမှာရှိရပုတ်လေးတစ်ချက်ကြည့်ရအောင်အဲ့တော့ plasma နဲ့ animal cell နဲ့ကွာခြားတာကြတော့အကုန်လုံးကတူတူနီးပါပဲအကုန်လုံးတူတူနီးပါပါပြီးရခါကျကွာခြားတာတွေတော့ဆရာ highlight လေးလုပ်ပြမယ် cell wall animal cell မှာမပါဘူး plasma မှာပါနောက်တစ်ခုကတော့ vacuole ဆိုတဲ့အကြီးစားကြီးอ่ะเนาะဒီ plasma မှာပဲရှိရင် animal cell ဒီမှာမရှိဘူးနောက်တစ်ခုက plasma မှာတစ်ခုပို့ပါတာ chloroplast ဆိုတဲ့အစဲရအောင်ရှိရဲ့organism တွေပေါ့เนาะဒါဆိုဒီသုံးခုကတော့ plasma မှာပို့ပါတာအဲ့တော့ plasma animal cell တက်ပို့ပါတဲ့ပစ္စည်းသုံးခုပြောပါဆိုလို့ရှိရင် cell wall ပြောလို့ရတယ် vacuole လေးတွေပြောလို့ရတယ် chloroplast လေးတွေပြောလို့ရတယ်เนาะokay cell wall ကြီးอ่ะ cell wall ဆိုတဲ့ဒီအကောင်ကြီးကိုဘာကြီးနဲ့လောက်ထားလဲဆိုတဲ့အခါကျတော့ cell wall ကျတော့เนาะမိတော့ carbohydrate ဆိုတဲ့ cellulose ဆိုတဲ့ဒါเนาะပစ္စည်းတွေနဲ့လောက်ထားတယ် cellulose ကဘာကုန်သားတိရှိလဲဆိုရင် tough material သူကကျတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒါเนาะမာတယ်ဗောလေမာတဲ့ခါကျတော့ဒါဘယ်လိုမျိုးပုံစံပေးနေဆိုလို့ရှိရင် provide เนาะsupport ကိုပေးထားတယ်ဗော cell ရဲ့ support ကိုဖြစ်စေအောင်เนาะမာကြောဆိုတဲ့ခါကျတော့ဒါ तू ကအပြင်မှာเนาะcell တစ်ခုရဲ့support ကို तू ကနေထောက်ကန်ပေးနိုင်တယ်เนาะဒါဆို cellulose တွေနဲ့လောက်ထားတယ်အဲ့တော့ဒီ cellulose ကကြတော့เนาะပစ္စည်းတွေတော်တော်များများ substances တွေเนาะတော်တော်များများအဝင်ထွက်သွားလာလို့ရတယ်เนาะစိတ်ကြိုက်ဝင်ထွက်သွားလာလို့ရခုနလိုမျိုးပေါ့เนาะပစ္စည်းတွေ chemical ပစ္စည်းတွေ chemical substances တွေ gases တွေเนาะစိတ်ကြိုက်အတွင်းအပြင်ဝင်ထွက်သွားလာလို့ရအဲ့ဒါကြောင့်မလို့ cell wall ဒီเนาะခုနအကောင်နဲ့cell membrane နဲ့မတူတာသူဒီ freely permeable ဆိုတာเนาะ substances တွေ chemical အရာဝတ္ထုပစ္စည်းတွေစိတ်တိုင်းကြဝင်ထွက်သွားလာလို့ရအောင်
နော်ခုန cell membrane ဆိုတော့သူကနည်းနည်းကြီးများသေးရွေးချယ်သေးရပေါ့နော်ဘာပဲဝင်ရမယ်ဘာမှမဝင်ရအောင် ion channel လေးဆိုလို့ရှိရင်လည်းဘာ ion ပဲဝင်ရမယ်ဘာမှမဝင်ရဘူးဆိုကန့်သတ်ထားတာရှိရ cellulose ဆိုတဲ့ cell နော် cell wall ဆိုတဲ့ cellulose နဲ့ဖွဲ့စည်းထားတဲ့ဒီ layer ကြီးကြတော့အဲ့လိုမျိုးကန့်သတ်ထားတာမျိုးတော့မရှိဘူးနော်ဒါစိတ်ဓာတ်ကြောင့်ဝင်လို့ရတယ်နောက်တစ်ခုဒီ plasma ကဒါဆိုနော် tough material တွေနဲ့လုပ်ထားတဲ့ခါကျတော့သူတို့တွေကနော် water တွေ absorb လုပ်ပြီးတဲ့ခါကျအထဲမှာ water တွေနဲ့ pressure တွေတင်းလာလို့ရှိရင်ဒါဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့တစ်ခုနဲ့တစ်ခုနော်အထဲမှာဖောင်းကားပြီးတဲ့ခါကျတော့ဒီလိုမျိုး cell တွေကဒါ plasma တွေကနော် cell wall တွေကဒီလိုမျိုး support ကိုရအောင်เนาะပြောမယ်ဆိုလို့ရှိရင်ဒါ cell တွေက water တွေ absorb လုပ်ပြီးရခါကျတော့အထက်မှာ pressure တွေနဲ့ပြည့်ပြီးရခါကျတော့ဖောက်ကြွလာလို့ရှိရင်ဒါတစ်ခုနဲ့တစ်ခုတင်းတင်းကြပ်ကြပ်လေးတွေ cell တွေတစ်ခုနဲ့တစ်ခုတင်းတင်းကြပ်ကြပ်လေးတွေဖြစ်စေရအောင်เนาะဒါဆို cell wall ရဲ့အရေးကြီးတဲ့ခန်းကတာပေါ့သူတို့က rigid ဖြစ်တယ် tough ဖြစ်တဲ့ဆိုတဲ့ခါကျတော့သူတို့ရဲ့အားသာချက်ပေါ့ဟောနောက်တစ်ခုပေါ့เนาะနောက်တစ်ခုဒီ cell ထဲမှာเนาะနောက်မတူတာပေါ့နော်animal cell နဲ့မတူတာပါရှိနေဆိုရင် vacuole နော် vacuole ဆိုတာ vacuole ကဘယ်ထဲမှာနေရာယူထားလဲဆိုလို့ရှိရင်ဒါ cell ရဲ့ central မှာနေရာယူတာနော် central မှာနေရာယူတာအထဲမှာဘာတွေပါနေလဲဆိုလို့ရှိရင် dissolved substances တွေပေါ့ဥပမာဆိုရင် sugar တွေနော် sugar တွေ ions minerals တွေနော် minerals တွေအထက်မှာ dissolve ဖြစ်နေရပေါ့ပြောမယ်ဆိုနော် nutrients တွေ dissolve ဖြစ်နေတဲ့သဘောမျိုးအထက်မှာ central မှာနေရာ vacuole က plasma မှာ central မှာနေရာယူလိုက်တဲ့အခါကျ nucleus ပဲပြောက်သွားလဲဆိုလို့ရှိရင်ဒါ vacuole ရဲ့ top ဖက်ချင်းခံလိုက်ရတော့ nucleus ကဒါနော် cell ရဲ့ဘေးတွေရောက်သွားတယ်ပေါ့နော်ဘေးတွေရောက်ပြီးတဲ့အခါကျရှိအဲ့တော့ animal cell နဲ့ plasma နဲ့မတူတာကြတော့ plasma ရဲ့ nucleus ကဘေးဘက်တွေမှာအများဆုံးတွေ့နိုင်တယ်ပေါ့နော်နောက်တစ်ခုသူစီမှာပို့ပါလာတာဗာလေးပို့ပါလာလဲဆိုရင် chloroplast နော် chloroplast ဘာကြောင့်စိမ့်နေလဲဆိုလို့ရှိရင် chloroplast တဲ့ရောင်ချပစ္စည်းတွေပါတယ်အဲ့ရောင်ချပစ္စည်းတွေ pigment တွေဘယ်လိုပြောလဲဆိုရင် chlorophyll ဆိုပြီးတဲ့အခါကျတော့ခေါ်တယ်ပေါ့နော် chlorophyll လေးရှိတဲ့အခါကျတော့ chloroplast တွေကစိတ်ရောက်လေးဖြစ်နေရပေါ့နော်အဲ့ဆိုဒီ chlorophyll တွေ chloroplast တွေပေါ့နော် chloroplast တွေကဘာ function ထမ်းဆောင်လဲဆိုလို့ရှိရင် chloroplast တွေကနော်ဒီမှာနေမှာရှိရဲ့ဘာလေးတွေစုပ်ယူလဲဆို light energy တွေစုပ်ယူတယ်ဥပမာဆိုဒီနားမှာ sunlight တွေဖွဲ့ရနော်ဆွဲပြလိုက်ပြီကြာ sun နေရောက်ချီမှာရလာတဲ့ sunlight energy တွေသူတို့ကဘာလုပ်လဲ absorb လုပ်တယ်ဒီ chloroplast တွေက absorb လုပ်ပြီးတဲ့ခါကျတော့ဘာကိုဖန်တီးနေဆိုလို့ရှိရင် chloroplast တွေကဒီ light energy ယူသုံးပြီးတဲ့ခါကျတော့ဒါနော် chemical energy လို့ခေါ်တယ်ဒါ glucose တွေဖန်တီးပေးတဲ့နေရာမှာသူတို့ကတာဝန်ထမ်းဆောင်တယ်နော် glucose တွေဖန်တီးပေးတယ်အဲ့တော့ဆို chloroplast တွေရှိချင် cell တွေမှာရှိချင် plasma တွေမှာရှိချင်ကောင်းကျိုးဟာနော် can convert light energy into chemical energy such as glucose တွေပေါ့နော် glucose တွေဖန်တီးပေးနိုင်တယ်ပေါ့အဲ့တော့လူတွေမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုး sunlight energy ယူသုံးပြီးတဲ့ခါကျ glucose တွေဖန်တီးလို့မရဘူးပေါ့နော် animal တွေ human cell တွေအဲ့တော့ plant cell တွေရဲ့အားစာချက်ကကြတော့သူတို့မှာ chloroplast တွေရှိနေတဲ့ခါကျတော့ကိုယ်ပိုင် photosynthesis ကိုပြုလုပ်လို့ရပါတယ်ဒါ this is called photosynthesis ပေါ့နော် photo ဆိုတာတော့ light တို့ယူပြီးတဲ့ခါကျတော့ synthesis ဆိုတာ produce နဲ့တူတယ်ပေါ့နော်ဒါဆိုတာဒီဟိုဟာတွေသုံးပြပြီးရခါကြတော့နော် and light energy သုံးပြပြီးရခါကြတော့glucose တွေထုတ်လွှတ်ခြင်းဖြစ်စေကို photosynthesis ဆိုပြီးရခါကြတော့ပြောကြတယ်ပေါ့နော်ဒါဆိုတာ and ဒီ plasma မှာကွာခြားချက်တွေပေါ့ okay အဲ့တော့ဒီနေ့ animal cell နဲ့ plasma တွေရဲ့သူတို့ထဲမှာပါတဲ့ components တွေ organelles တွေကိုမိတ်ဆက်ပြီးသွားပြီအဲ့တော့သူတို့တွေဘာကွာလဲဆိုတာလဲနော်ပြောကြပြီးသွားပြီမို့လို့ဒါကြောင့်သူကြောင့်သားတွေစာကြရမယ့်နေရာမှာတနေရာမှာတစ်ထောက်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်